မင်္ဂလာပါလောင်ရှိရဲ့ level 1 course ကနေပြီးတော့ကျေးဇူးပါရယ်ဒီနေ့လောင်ရှိ level 1 course မှာပထမဆုံးသင်ရမှာကဟန်ယူ1စာအုပ်ကိုလောင်ရှိကသင်ပေးမှာဖြစ်ပါတယ်ဟန်ယူ1မှာပါတဲ့ vocab တွေကိုလောင်ရှိကဟန်စစ်ဗီဒီယိုတစ်ခု upload လုပ်ပေးမယ်လောင်ရှိကအခုဒီမှာပြောတော့မှာတော့လောင်ရှိဒီပါဟန်ယူ1မှာဘာတွေပါမလဲဆိုတော့လောင်ရှိပထမဆုံး vocabulary စက်ကမယ် vocabulary စက်ပြီးလို့ရှိရင်လောင်ရှိတို့သူ့ရဲ့ vocabulary အရေးရမယ်အရေးရပြီးလောင်ရှိတို့ဒီစာပိုက်ပေါ့နော်သူစာပိုက်အသေးစားလေးပဲရှိအောင်မလောင်ရှိတို့ lesson 1ဆိုတော့စာပိုက်အသေးစားလေးတစ်ခုပါမယ်ပြီးလို့ရှိရင်လောင်ရှိတို့ဒီဟန်ယူ1မှာဟန်ယူ1ရဲ့ lesson 1မှာပါမှာကတပည့်3ယောက်နဲ့ဒီလန်နာပေါ့တပည့်3ယောက်နဲ့လောင်ရှိတို့လောင်ရှိဆရာမနဲ့တပည့်3ယောက်ရဲ့စကားပြောတွေပါမှာဖြစ်ပါတယ်ဒါဆိုရင်လောင်ရှိစပြောပါမယ်ပထမဆုံးစလုံးတစ်လုံးကလောင်ရှိသိပြီးသားဖြစ်တဲ့နီပါနီဆန်းရှင်းဆိုတော့နီကနင်ဖြစ်ပါတယ်ဟဲအောင်ဟောင်းဆန်းရှင်းဆိုတော့ဟောင်းကကောင်းသောဖြစ်ပါတယ်နောက်တစ်ခုကရှေ့ရဲ့ရှေ့ section ဆိုတော့အတအောက်ချမယ်ရှေ့ရဲ့ရှေ့ neutral tone ဆိုတော့ရှေ့ဆိုတာကျေးဇူးတင်ပါတယ်ဖြစ်ပါတယ်ပေါ်ပူတံပြက်เนาะတံပြက် option ဆိုတော့ပူခဲ section အတအောက်ချမယ်ခဲချီပုခဲချီကလောင်ရှိလို့အာမနာပါနဲ့လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကစစ်အိုင်ဇိုင် section အောက်ချမယ်ကြိုက်ရန်ကျန် section အောက်ချမယ်ကြက်ကဘိုင်းဖြစ်ပါတယ်လေအောင်လောင် section လောင်ရှိရီရှမ်းလောင်ရှိဆရာမဖြစ်ပါတယ်လောင်ရှိတစ်ခါအတန်တွေပြန်ပြောပေးပါမယ်နီ好谢谢不客气再见老师နောက်တစ်ခုကထဲအောင်ထုံအော်ရှန်တန်ပြဆိုထုံရှေဝဲရွှေအော်ရှန်တန်ပြဆိုရွှေထုံရွှေဆိုတာလောရှိလို့တပည့်တွေဖြစ်ပါတယ်တပည့်တွေလန်နာတွေတင်သူတွေပေါ့နော်လောရှိရွှေတစ်လုံးနဲ့ဆိုရင်တော့ buff ဖြစ်ပါတယ်ရွှေတစ်လုံးနဲ့ဆိုရင်တပည့်ဆိုရယ်share ဆိုလို့ရှိရင်လောရှိလို့တင်ယူသည်ဆိုလို့ပဲအတိတ်ပဲရပါတယ်ထုံးရွှေကကြတော့လောရှိလို့တင်ယူသူတွေတပည့်တွေဆိုပြီးတော့အတိတ်ပဲရပါတယ်မော်အန်မန်ကကြတော့အများကြီးလောရှိလို့ထုံးရွှေမန်ဆိုရင်ဒါတပည့်တို့နီမန်ဆိုရင်နင်တို့လောင်ရှိမန်ဆိုရင်ဆရာမတို့ဒီလိုအတိတ်ပဲဖြစ်ပါတယ်အောက်ကရှောင်းဝရှေရီအောင်ရှောင်းဟဲဦးအားဟွာတန်ပြဆိုဟွာရှောင်းဝဆိုနာမည်ဖြစ်ပါတယ်ရှောင်းဟုံရှေအောင်ရှောင်းဆန်းရှင်းရှောင်းဟဲအောင်ဟုံအော်ရှင်းဟုံရှောင်းဟုံဆိုတဲ့နာမည်ဖြစ်ပါတယ်ရှေအောင်ရှောင်းထရန်ချန်ရှောင်းချန်ကကြတော့လဲနာမည်ဖြစ်ပါတယ်ရှောင်းဝရှောင်းဟုံရှောင်းချန်ဆိုတာအော်ရှိလို့နာမည်ဖြစ်ပါတယ်ဒီမှာ paragraph တစ်ခုပါပါတယ်တူလေးပါပဲလောင်ရှိလို့ခုမှစမှာဆိုတော့တူလေးပါပဲလောင်ရှိလို့ဒီစာပိုက်ကိုတော့လောင်ရှိလို့ဟန်စစ်ဗီဒီယိုကြည့်ပြီးမှအင်စာအနေနဲ့လောင်ရှိကိုဖြည့်ပေးပါစာပိုက်ကိုလောင်ရှိကဒီမှာဖင်းရောဟန်စစ်ကိုရေးပေးထားတယ်ဒါပေမဲ့လောင်ရှိကိုအိမ်စာအနေနဲ့ကဟန်စစ်ကိုပဲရေးပေးပါဖင်းရေးပေးဖို့မလိုပါဘူးရပါတယ်နီဟောင်းရှေ不客气再见နီဟောင်းဆိုတာမင်္ဂလာပါလို့ပြောတာဖြစ်တယ်ရှေ့ဆိုတော့ကျေးဇူးတင်ပါတယ်လို့ပြောတာဖြစ်ပါတယ်ပူခက်ချီကလောင်ရှိအပေါ်မှာလည်းပါပြီးသားအာမနာပါနဲ့ဖြစ်ပြီးတော့စိုက်ချက်ကတော့တက်တာဖြစ်ပါတယ်ဒါဆိုရင်လောင်ရှိတို့ဟက်စစ်ဗီဒီယိုကိုရပြီးသားဆိုရင်
汉字比喻ကိုအရင်ကြည့်ပြီးမှ老师ကိုဒီဗီဒီယိုကြည့်ပေးပါဟန်字比喻ကိုရပြီးသားဆိုရင်老师ကိုအောက်ကစကားပြောလေးတွေကိုကြည့်ပါမယ်အောက်ကစကားပြောတော့老师ကဖင်းမရေးပေးပါဘူးဘာဖြစ်လဲဆိုတော့老师ဟန်字စလုံးတွေကိုမှတ်မိစေချင်လို့ပါဒါဆိုရင်老师နဲ့အတူကြည့်လိုက်ရအောင်ရှောင်းဝကနေပြီးတော့နီဟောင်းဆိုပြီးတော့ပြောလိုက်တယ်။老师တို့နေနီ生香နီဟဲအောင်ဟောင်း生香好နီ好ဒါပေမဲ့老师တို့စကားပြောတဲ့ခါမှာနီ好အဲ့လိုစကားမပြောဘဲနဲ့老师တို့တိုင်းပုံမှန်ပြောနေကြတိုင်းပဲနီ好ဒီလိုပြောလိုက်ရင် okay ပါပြီ။ဒါနဲ့ရှောင်းဟုံကလည်းပြန်ပြောတယ်နီဟောင်းဆိုပြီးတော့ဒါဆိုရင်ရှောင်းချန်းကောမှာရှောင်းဟုံရှောင်းချန်းနဲ့ရှောင်းဟုံနှစ်ယောက်ကလောင်ရှိဟောင်းဆိုပြီးတော့ဆီယာမမင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်လိုက်တယ်အဲ့ဒီမှာလောင်ရှိကလည်းထုံးရွှေမန်းဟောင်းတပည့်တို့လည်းမင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်ပါတယ်ရှောင်းဟုံကရှစ်ဆိုပြီးတော့ပြန်ပြောလိုက်တယ်ဒါဆိုရင်လောင်ရှိကပုခက်စီအာမနာနဲ့โอเคတဲ့အဲ့လိုမျိုးပြောလိုက်တယ်ဒါဆိုရင်ရှောင်းဝရဲ့ရှောင်းဟုံရဲ့ဒါကလောင်ရှိစိုက်ကြံဆိုပြီးတော့ဆီယာမကိုနှုတ်ဆက်လိုက်တယ်လောင်ရှိကလည်းစိုက်ကြံဆိုပြီးတော့ပြန်ပြောလိုက်တဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်လောင်ရှိကိုဒီစကားပြောတွေကိုလည်းအင်စာအနေနဲ့ရေးပေးပါလောင်ရှိကဒီစကားပြောတွေကိုတစ်ခေါက်ပြန်ပြီးတော့ပြောပေးပါမယ်ရှောင်းဝ你好小红你好想唱小红老师好老师同学们好小红谢谢老师不客气想话小红老师再见老师再见ဒါဆိုရင်တော့同学们再见嘛နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်